အားလုံးမင်္ဂလာခင်ဗျာ Forex Trader မြန်မာနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော် Planning Losing Forex Trader into Winner ဆိုတဲ့စာအုပ်လေးနဲ့မိတ်ဆက်ပေးပါမယ်အဲ့ဒီစာအုပ်ထဲကနေကျွန်တော်တို့အကြောင်းအရာလေးတွေကြည့်ပြီးတော့ကျွန်တော်လေ့လာကြည့်ရအောင် Okay let's go အဲ့ဆိုတော့ကျွန်တော်ဒီမှာပေါ့နော်ဒါကျွန်တော် slide လေးနဲ့လုပ်ထားတာရှိတယ်အဲ့ slide လေးထဲမှာတော့ဒါရှုံးနေတော့ Forex အယောင်းဝယ်များကိုအမြတ်ဖြစ်ပြောင်းလဲခြင်းဆိုပြီးမှဒါဒီစာအုပ်ရဲ့ခေါင်းစဉ်လေးနဲ့တွေ့ရမှာပဲဖြစ်ပါတယ်အမားများကိုရှာဖွေပြီးတိကျတော့ Chastin နီလန်းများဖြင့်ပြန်လဲအမြတ်ထွက်စေမည်နီလန်းလမ်းညွှန်ဆိုပြီးမှသူပေးထားပါဘောနော်တင်ရှုံးပွဲများကိုပြန်လဲကုစားရန်လက်တွေ့ကြတော့နီလန်းများဆိုပြီးမှဒါမိတ်ဆက်ထားပြီးရပါတော့โอเคညီဒီစနစ်မြတရားရကန်တော့အမြဲမမှန်ကန်ပါတဲ့ဒါခုကျွန်တော်တို့ဘယ်စနစ်တွေကမှဘယ် indicator တွေကမှတရားရကန်တော့မမှန်နိုင်ဘူးဆိုတော့ပြောတာပါနော်ဈေးကွက်များဒီအဆင့်သုံးဆင့်မြအမြဲပြောင်းလဲနေတယ်ပေါ့နော်ပထမတစ်ခုက twin line ဒုတိယတစ်ခုကတော့ channel line ပေါ့နော်နောက်တစ်ခုကကြတော့transition line transition name ဆိုမှ transition line ပေါ့နော်ဒါပြောမယ်ဆိုလို့ရှိရင်တော့ twin line ဆိုတာတော့ twin ကdown trend up trend ရှိပေါ့နော်ဒါအပေါ်နဲ့အောက်ကိုတွားတဲ့ဟာကိုဒါပြောထားဖြစ်တယ်နောက်တစ်ခုကကြတော့ sideway ပေါ့နော် channel line ဆိုတာတတ်မှတ်ထားတော့ bound trend အပေါ်အောက်လှုပ်ရှောင်းနေတဲ့ဈေးကွက်ဆိုတာဒါကကြတော့ sideway ပေါ့နော်နောက်တစ်ခုကကြတော့transition နေဆိုတဲ့ဥစ္စာကကြတော့ပြောမှဆိုရင်ထွင်တစ်ခုခုကိုပြောင်းမှဖြစ်ဇုံတစ်ခုခုဖောက်မလားမဖောက်ဆိုလားအဲ့နေရာကိုပြောတာဘာဖြစ်လဲဆိုတော့ဒီ၃ခုနဲ့ဒါဒီဈေးကွက်ကိုကျွန်တော်တို့ပြောင်းလဲနေတာတွေ့ရတယ်ပေါ့နော်training စနစ်များတွေတဲ့ training အခြေအနေတွေနဲ့အလုပ်လုပ်တော့လဲကြံအခြေအနေများတွေရှုံးပေါ်တတ်တယ်ပေါ့နော်ဒီ training လောက်ကကြတော့ဘာလဲဆိုတော့ကျွန်တော်တို့လှုပ်လို့ရှိရင်ဒီထွင်နောက်ကိုလိုက်ပြီးမှရောင်းဝယ်လုပ်တဲ့သူကတော့ဒါလှုပ်ဖြစ်တယ်ပေါ့ကျန်တဲ့ဟို site way နဲ့ဇုံတွေပါတယ်အပြောင်းလဲဖြစ်ပေါ်တဲ့အချိန်ထွင်ကိုဟိုဇုံတစ်ခုခုဖောက်မလားမဖောက်ဘူးလားဒီလိုမျိုးတွေကြည့်မှကျွန်တော်တို့ရောင်းဝယ်လုပ်တာတွေကဒါအမြဲတမ်းအရှုပ်ပေါ်တတ်တဲ့အခြေအနေမှာရှိတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမြင်ရဖြစ်တယ်နောက်တစ်ခုကကြောင့်ကုန်တယ်များအတွက်စီးရင်စစ်ဆေးခြင်းနဲ့ step by step ပြရပြီပေါ့နော်တင်စတော့လို့များဒီအလွန်ကျင်းလို့နေပါလားဤစင်မြင်များပြင်စစ်ဆေးပါတဲ့လွန်ခဲ့တော့12လအတွင်းနဲ့ဆုံးရှုံးခဲ့တော့အယောင်းဝယ်12ခုရွေးချယ်ပါရှုံးတော့အယောင်းဝယ်များကိုစတော့လို့ကို10-20ဒုမဟုတ်30ပဲကိုပို့တိုးပွားလိုက်ပါပို့တူးလိုက်ပါတဲ့အမြတ်ရနိုင်သလားဆိုတာတွက်ကြည့်ပါပေါ့နော်ပိုကျဲတော့စတော့လို့ကတင်းအမြတ်ရစေမည်ဆိုပါကတင်းနီလန်မန်ကန်တော့လဲပစ်တက်မှတ်ချက်များကျင်းမြောင်းနေခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဟိုယုံလွန်ခဲ့တဲ့12လလောက်ကဒီရှုံးခဲ့တဲ့ဥစ္စာတွေကို12ခုလောက်ကိုရွေးချယ်မှာအဲ့ဒါတွေကိုကျွန်တော်တို့ကပြန်ပြီးမှ loss side တွေပြန်ဆွဲကြည့်တော့เนาะကျွန်တော် stop loss ကို loss side ကိုနည်းနည်းပြန်တိုးပြီးမှထားကြည့်ပေါ့เนาะတကယ်လို့အဲ့ဒါကမြတ်နိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ stop loss တွေထားတာကျင်းနေလို့ပေါ့เนาะနောက်တစ်ခါကျတော့ဇဝင်းပွဲစားများရဲ့အဖြစ်မှန်တဲ့ scalping အန်တရဲ့ပွဲစားများရဲ့အခက်ခဲတဲ့ပွဲစားများတွေငွေလွှဲပြောင်းရန်အချိန်လိုအပ်ဒီမိနစ်ပိုင်းအတွင်းနဲ့အမြတ်ယူတော့scalper များကို၎င်းတို့ကမိနစ်တက်ပါတဲ့မီနီအကောင့်များအကောင့်ငယ်များကိုစုပေါင်းပြီးမှဗန်များနဲ့အယောင်းဝယ်လုပ်ရတယ်တဲ့အန်ဒီရဲ့မြန်ဆန်လွန်းတော့အယောင်းဝယ်များဒီပွဲစားများအတွက်အရှုံးပေါ်စီတော့ကြောင်းလို့ scalping လုပ်သူများကိုအကောင့်များကိုကန့်တက်လိမ့်ရှိပါနော်ဆိုလိုချင်တာကဘာလဲဆိုလို့ရှိရင်ဒီပြောမလို့ပွဲစားတွေကငွေလဲပြောင်းမှုအချိန်လိုပေါ့နော်ကျွန်တော်တို့ trade တဲ့trader တွေရဲ့ဒီပြောမလို့ကျွန်တော်တို့ဒီ day trading မဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီ day trading ပေါ့နော်ဒီနိုင်ပိုင်းနေပါကျွန်တော် trade တဲ့လူတွေကမိနစ်ပိုင်းနေ trade တဲ့လူတွေကမိနစ်ပိုင်းနေ trade တဲ့လူတွေကပြောမလို့ကျွန်တော်တို့က9မိနစ်လောက်တိုးတွင်းမှာ trade တာမျိုးပေါ့နော်9မိနစ်လောက်အမြတ်ရချက်ချင်းပိတ်လိုက်တာမျိုးတွေလောက်တာဟိုဒါကျွန်တော်တို့ scalper ပေါ့နော်ဒီ scalper လောက်တဲ့သူပေါ့နော်သူတို့ကအဲ့လိုမျိုးလူတွေကိုသူတို့ကမနစ်တဲ့ပေါ့နော်ဆိုလိုချင်တာကကျွန်တော်တို့ဒီပြောမဆိုရှင်ကျွန်တော်တို့ငွေတွေကိုကျွန်တော်တို့ trader တွေရဲ့ငွေတွေကိုစုမှဘဏ်ကိုပွဲစားလွှဲရတော့နော် broker တွေကလွှဲရတယ်အဲ့ broker တွေက broker တွေကဘဏ်ကိုလွှဲမှတာသူတို့တွေကအမျက်ကြံမှာပေါ့ဒီပွဲစားကရမှာပေါ့နော်အဲကြောင့်မို့သူတို့တွေကဟိုပြောမ scalper ဆိုတာကကျွန်တော်တို့ဒီ trader တွေကဟို9မိနစ်တိုးတင်မှာမြန်ဆန်ရောင်းဝယ်လုပ်ပြီးမှလုပ်တဲ့လူတွေဖြစ်တဲ့လူတွေကြတော့သူတို့ကမကြိုက်တဲ့ကြောင့်မို့ကျွန်တော်တို့ကသူတို့ကကန့်တက်ချက်တွေထားတယ်ပေါ့နော်ဆိုလိုချင်တာကဗျာကျွန်တော်တို့တနားရီမှာမလုပ်ဘဲနဲ့9မိနစ်10မိနစ်မှာရောင်းဝယ်လုပ်တဲ့ချိန်ကျရင်သူတို့ကငွေဟိုဘက်ဘဏ်တွေကိုလွှဲလို့မရအောင်ဘဏ်လည်းအဲ့ငွေတွေကိုရှင်းရှင်းပြောရရင်တော့တခြားနေရာမှာပြန်သုံးလို့မရအောင်အဲ့တိုးတွေမှာထွက်မယ်ဆိုရင်ဘဏ်တွေကလည်း
သူတို့ရှိကြတဲ့ငွေနဲ့ထွက်ရင်မထွက်ရင်တခြားအဲ့ဟိုအကောင့်လေးလေးတွေကနေရတဲ့ငွေတွေအားလုံးစုပေါင်းမှသူတို့ပြန်ယူပြီးထွက်တာမျိုးလည်းရှိပါတော့အဲကြောင့်မို့သူတို့ကအဲ့ငွေတွေကဘဏ်ကရမှတာဒီ broker တွေကလည်းသူတို့ကပွဲစားခပြန်ရမှာပေါ့နော်အဲ့လိုမျိုးပြောတာဖြစ်တယ်ဟုတ်ပြီဈေးကွက်တိဆောက်ပုံကိုနားလည်ခြင်းပေါ့နော်ဈေးကွက်လှုပ်ရှားမှုတိုင်းကိုထပ်ခါတလဲလဲဖြစ်ပေါ်တော့အဓိကတုံးစင်းရှိပါတယ်တဲ့ရုပ်တရက်ပြင်းအားပြင်းထိုးတက်ထိုးကြခြင်းပေါ့နော်နောက်ပြီးဈေးကွက်တက်ရှူရန်ပြန်ဆုပ်ခြင်း British Smith ပေါ့နော်နောက်ပြီး moving error တွေမြင်များအချင်းချင်းဖြတ်သွားခြင်းဒီ၃ခုပေါ့နော်ဒါဒီ၃ခုတို့ကပြောပြထားဖြစ်တယ်ပေါ့နော်ဟောဒါဒီမှာဆိုလဲအများကြီးနဲ့ထောက်ပြထားမြင်ရတာပေါ့ဒါရုပ်တရက်ဆင်းတာတက်တာမြင်ရတာပေါ့နော်နောက်တစ်ခုကဈေးကွက်က British Smith ပြန်လှုပ်တဲ့နေရာပြန်ကန်တက်တဲ့နေရာပေါ့နော်နောက်ပြီးဒီမြင်းတွေဖြတ်တဲ့ချိန်ပေါ့နော် moving error rate ဆိုတာ moving error rate ဒီမြင်းတွေဖြတ်တဲ့ချိန်ဒါတွေကျွန်တော်တို့ဒါတွေလည်းဒါတုံးစင်းလောက်တဲ့ရှိတယ်ပေါ့နော်ဒီကောင်ကပြောင်းထပ်ခါတလဲပြောင်းလဲနေတာရှိတယ်ပေါ့နောက်ပြီးအိဆက်နေချင်းရောင်းဝယ်ရောင်းဝယ်ကြတော့ပြောမယ်ဆိုရင်လန်ဒန်အချိန်ကကြတော့လန်ဒန်ဈေးကွက်ပိတ်ချိန်ပေါ့နော်နေ့လယ်12နာရီနောက်ပိုင်းတွင်ဈေးကွက်တွေနေသွားတတ်တယ်ထိုချိန်တွင်ဈေးကွက်တွေတဲ့ဖြင်းချင်းစွာကွေချင်းတဲ့ပုံစံများဖြစ်ပေါ်လေးရှိတယ်အားတာချက်က stock lot တန်ဖိုးအလွန်နှဲပါပြီးအလွယ်တကူ10-20ပဲအမြတ်ရနိုင်တယ်ပေါ့နော်ဒါကိုပြောထားခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့ရိုးရှင်းတော့ trend line များကြီးအားနေကျတဲ့ဘယ်ကြောင့်အရှုံးပေါ်တနည်းတဲ့တာမန် trend line များကိုအသုံးပြုတော့ခါတဲ့ flash breakout အမားဖောက်ထွက်ခြင်းများမကြာခဏကြုံတွေ့ရတယ်ဈေးကွက်ဒီညင်းပြင်တို့ရောက်သွားတဲ့ဖြင့်အယောင်းဝယ်ဝင်တော့လဲချက်ချင်းပြောင်းပြန်လက်သွားတတ်တယ်ကြီးတယ် stock lot ထားမိနေရတယ်တွက်ချက်ရန်ခက်ခဲတယ်ပေါ့နော်ပြောမဆိုရင်flat play out ဆိုတာဒါပြောမဆိုရင်ဒီလိုမျိုးနေရာတွေကကျွန်တော်တို့ရောင်းဝယ်လို့နည်းနည်းခက်ခဲတဲ့နေရာတွေပေါ့နော်ရှင်းပြောရင် stock lot ထားဖို့ကတိတ်အဆင်မပြေဘူးပေါ့ဒါတွက်ချက်ဖို့ခက်ခဲပေါ့နော်နောက်ပြီးလို့ရှိရင်အဖြေ headline ကိုအခြေခံတော့တဲ့ထွင်ဝေါ်များဆိုပြောတာထွင်ဝေါ်များတွေပုံမတိကြပြီးကြိုတင်ခန့်မှန်းနိုင်စွမ်းရှိတယ်ဆွဲတာနေတဲ့data အလုံးကြီးအလဲဘဟုတဲ့တွင်တဲ့ headline နဲ့အလဲမြင်းကိုအရင်ဆွဲပါတဲ့ထို့နောက်ရင်းမြင့်နဲ့အပြိုင်မြင်းနဲ့ paraline များကိုတဲ့ paraline များကို week ဖျောင်းတိုင်အစွန်များအထိအပေါ်နဲ့အောက်တို့ဘေးတို့ဆွဲပါဆိုဒီပြောမဆို candlestick တွေရဲ့အဖျားတွေပေါ့နော်အဖျားတွေဒါတစ်ချက်ထိရဲ့နှစ်ချက်ထိရဲ့အဲ့လိုမျိုးယူပြီးမှဆွဲတာပေါ့နော်ပြီးနေမှာတစ်ချက်ထိရဲ့နှစ်ချက်ထိရဲ့ဒီလိုမျိုးပုံစံနဲ့ဟောတိထိအောင်လို့ဟိုဆွဲတာပေါ့ဒီလိုမျိုးကိုဆွဲခိုင်းတာကိုပြောတာပေါ့နော်ဒါအရင်ဆုံးအလယ်မြင့်အောင်ထားမယ်ပြီးရင်ဒါဒီလိုမျိုးအဖျားမြင့်တွေထိအောင်အပေါ်အောက်ပေါ်အဲ့လိုမျိုးပုံစံနဲ့နှာခမ်းလေးတွေထိအောင်ဆွဲရမှာပေါ့နော်နောက်တစ်ခုကကြောင့် twin wall နိုင်ရမတဲ့အပြန်ကိုအတုံးချခြင်းနဲ့ထွင်ဝေါ်ရဲ့အပေါ်တော့မဟုတ်အောက်ခြေနေရများမှာဈေးပြန်ကန်ထွက်မှုဈေးပြန်ကန်ထွက်မှုများကိုယုံကြည်စိတ်ချစွာရောင်းဝယ်ပြုလုပ်ပါတဲ့ဈေးကွက်ဒီနေရများကိုကြိုလွန်မသွားမီအချိန်ထိအကြိမ်နဲ့အမျက်ယူနိုင်သည်တဲ့အောက်ခြေမှာအပေါ်တို့ပြန်ကန်ထွက်ချိန်များတွင်ဝင်ရောက်ခြင်းနဲ့အလုံးကြုံဆုံးဖြစ်သည်တဲ့ပြောမယ်ဆိုလို့ရှိရင်ဒီထွင် line ထဲမှာရှောင်းနေတဲ့အချိန်ကိုကျွန်တော်တို့ကအရောင်းဝယ်ပြုလုပ်ပေါ့နော်အပေါ်ဘက်ကိုရှောင်းနေတဲ့အချိန်အပေါ်ဘက်ကိုရောက်ပြီးအထဲထဲကိုပြန်ဝင်လာတဲ့အချိန်မှာကျွန်တော်တို့အရောင်းဝယ်လုပ်ပေါ့နော်ဒီကြားထဲရောက်လို့ရှိရင်ဒါဆို down train ဆိုရင် down ဘက်ကိုလိုက်လို့ရှိရင်ကျွန်တော်တို့က down ဘက်ကိုဆင်းလာတယ်ဆိုတော့အဲရောင်းချလိုက်ဒီပုံပြန်ကန်တက်တယ်ဒီကြားထဲရောက်ရင်ပြန်ဝယ်တက်သွားလိုက်ပြီးရင်ပုံမှာအမြတ်ယူလိုက်ဒီကြားထဲမှာပဲအမြတ်ယူလိုက်ပေါ့နော်အပေါ်ရောက်ပိတ်အောက်ရောက်ပိတ်ကြားထဲမှာရောက်အဝယ်ရောင်းဝယ်ပြုလုပ်ပေါ့နော်ဆင်းလိုက်ရင်အရောင်းဘက်ကိုဆင်းအပေါ်တက်ရင်လိုက်ဝယ်ပါဒါပဲအပေါ်ရောက်ပိတ်အဆင်းဘက်ဆိုရင်အောက်ရောက်ပိတ်ပြီးပါတော့ဒီနှခမ်းနဲ့ထိနေဒီမြင်းနေနဲ့ထိနေကြားထဲမှာပဲအရောင်းဝယ်လုပ်ပေါ့နော်အဲလိုမျိုးပုံစံနဲ့ကျွန်တော်တို့တွားလို့ရတယ်လို့ပြောထားဖြစ်တယ်ပေါ့နော်ဒါအလုံးကြုံဆုံးမှုပေါ့နော်နောက်တစ်ခုကကြတော့ရှိုးဝက်ချက်အတွင်းဘက်ထွင်ဝေါ်များတဲ့ပြောမဆိုလို့ရှိရင်ဈေးကွက်ဒီ break out ဖြစ်ပေါ်၍လမ်းကြောင်းတစ်တွားတော့လဲတဲ့ဟောင်းနှမ်းတွားတော့ထွင်ဝေါ်များတွေအတုံးမဝင်တော့ဒီမဟုတ်ပါတဲ့ထိုနိုင်ရန်ဟောင်းများတွေနောက်ွယ်မှာခဏလေးကျွန်တော်ခဏလေး wiper အတန်တွေဝင်နေပိတ်လိုက်ပါဦး okay ထိုနိုင်ရန်ဟောင်းများတွေနောက်ွယ်မှာ support နဲ့ resistance အဖြစ်
ဆက်လက်တည်ရှိနေတဲ့ဒီ၎င်းတို့ကိုပြန်လဲတုံးချပါတယ်ပြောမယ်ဆိုလို့ရှိရင်ဒီပြောမယ်ဆိုဒီဥစ္စာတွေကဟိုအောက်မှာဆွဲရတဲ့ဟိုတတေးလေးတွေကအထဲထဲကဟို line လေးတွေကပြောမယ်ဆိုလို့ရှိရင်ဒါဟောင်းသွားပြီမဲ့အတုံးဝင်တော့ဘူးလို့မဟုတ်ပါဘူးပေါ့နော်ဒါနောက်တစ်ချိန်ကဒါဒီ resistance sport မြင်းတို့ဒါပြန်ဖြစ်သွားတော့ဗောနော်ဖြစ်သွားတဲ့ဥစ္စာဒီကြားထဲမှာပဲရှိနေတတ်တယ်ပေါ့အဲ့ဒါတွေပဲအတုံးချရင်မှဒါရောင်းဝယ်ပြုလုပ်လို့ရတယ်ဆိုတာကိုပြောပြတာပြနောက်တစ်ခါကျ read down ဝင်ရောက်မှုပြုပါတဲ့ဒါ macro နဲ့ macro ဆိုပြီးမှတွေ့တာ macro ကကြတော့ဒါ4နာရီမှာတွားကြည့်မယ် macro ကကြတော့7မိနစ်မှာတွားကြည့်မှာเนาะအချိန်ကိုင်းဝင်ရောက်နိုင်ရန်တဲ့ time frame တစ်ခုကိုတွဲသုံးပါတဲ့အဆင့်တက်တဲ့ macro 4နာရီဇယားဝင်တဲ့ဈေးကွက်ဒီထွင်ဝန်းနဲ့နီးကပ်နေမှုကိုစောင့်ကြည့်ပါတဲ့ချက်ချင်းမဝင်ပါနဲ့ဒါထွင်ဝန်းနဲ့ဒီမျိုး line တွေကိုဟိုဘက် line ဒီဘက် line တွေကိုနီးကပ်သွားလို့ရှိရင်ဒါမဝင်တော့ဘူးเนาะအဆင့်နှစ်ကကြတော့ micro 7မိနစ်ဇယားတဲ့ပြောင်းလဲပြီးတဲ့အောက်ဆီလေတာကထွင်ဘက်တို့ရဲ့လမ်းကြောင်းပြောင်းသည့်အချိန်ဒီအတိအကျကိုစောင့်ပါပြောမယ်ဆိုလို့ရှိရင်သူပြောင်းတဲ့ဒီ10မိနစ်သောတွဲမှာအချိန်ပြောင်းလဲတစ်ခုပြုတ်လုပ်တယ်ဆိုပါတော့ဒီပြောင်းမဲ့အလုံးဝပြောင်းလဲပြီးဒီ10မိနစ်မှာပြောင်းပြီဆိုလို့ရှိရင်ဒါတေချာပြီပေါ့နော်တဘောတို့မှဆိုကျွန်တော်တို့ဒီလိုကြည့်လိုက်ဒီကြားထဲမှာဒါ4နာရီဒီလိုအောက်ကိုရောက်လာတယ်ဒီလိုအောက်ကိုရောက်တဲ့ချိန်ကျရင်ဒီလိုမျိုးပုံစံတွေပေါ်တယ်ဒါတေချာတယ်ဆိုရင်ဒီကောင်ကိုကျွန်တော်တို့ကဒါလိုက်ပြီးမှပြောမယ်ဆိုလို့ရှိရင်ဘိုင်တက်သွားတော့ဗောဗျာဒါရောင်းဝယ်ပြုလုပ်လို့ရတယ်ဆိုတော့ entry ဝင်လို့ရပြီပေါ့ဗျာဒီ10မိနစ်မှတေးကြရင်ရပြီပေါ့အဲ့လိုမျိုးပေါ့နောက်တစ်ခုကကြတော့ဗာလဲဆိုလို့ရှိရင် read down ကိုလက်တွေ့တုံးချခြင်းနဲ့၄နာရီဇာတ်တွင်ဈေးကွက်တွေထွင်ဝေါမှပြန်ကန်ထွက်ရအသင့်ဖြစ်နေပြီဟူတဲ့ယူဆပါက10မိနစ်ဇာတ်ကိုဖွင့်ပါတဲ့အောက်ဘက်ရှိတဲ့ oscillator line များတည်တယ်မမိတွားလို့တော့ထွင်ဘက်တို့ဖြတ်တွန်းတာတွေ cross အချိန်တိကျစွာနိုင်တဲ့အယောင်းဝယ် entry ဝင်ပါတဲ့ဟိုတကယ်ဖြတ်ပြီးဒီလိုမျိုးပေါ့နော်သူကဒီမှာပြထားတယ်ဒီအောက်ကဟာလဲမှာဒီမြင်းနေရလဲဖြတ်ပြီးအပေါ်ကဟာလဲဒါတေချာပေါက် line ပြောင်းပြီပေါ့နော်ပြောင်းပြီဆိုရင်ဒါအယောင်းဝယ်ပြုလုပ်တော့ entry ဝင်လို့ရပြီပေါ့ဒီလိုမျိုးရှင်းပြရပြပေါ့နော်နောက်တော့အရှုံးကောက်ခွင့်ရ stop loss တတ်မှတ်ခြင်းနဲ့ read down အကြီးမားဆုံးအားတာကျတဲ့ read down နီလန်နေအန်ဒီအလွန်ကင်းနေတဲ့7မိနစ်ဇာတ်တွင်ဝင်ရောက်တော့ကြောင့် stop loss အလွန်နှဲပါးတည်တဲ့ရခင် sport resistant ဖြောင်းနိုင်ဆိုရင်အနှဲငယ်အလွန်တွင် stop loss ကိုထားရှိနိုင်ခြင်းဖြင့်ဆုံးရှုံးနိုင်ခြင်းကိုအနည်းဆုံးဖြစ်အောင်ရှော့ချပေးရပေါ့နော်ပြောမယ်ဆိုလို့ဒါကျွန်တော်10မိနစ်မှာတွားရမှဒီလိုမျိုးဒီ4နာရီမှာဒီလိုမျိုးအောက်ဆုံးထွင်ရနှခမ်းနားကိုရောက်တယ်ပြောမဆိုမြင်းနားကိုရောက်နေမြင်းနားရောက်နေခြင်းဒီ10မိနစ်မှာတွားကြည့်လို့ရှိရင်10မိနစ်မှာဒီလိုပုံစံပေါ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က entry ဝင်လိုက်လို့ရှိရင်ဘာပြောလဲဆိုကျွန်တော် stop loss ထားတာဒီ10မိနစ်မှာကြည့်ပြီးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ stop loss ကတေးွားတယ်ပေါ့နေွားတယ်ပေါ့နေွားခါကျရင်အဲ့ဒါကိုကျွန်တော်တို့ကဒါဆုံးရှုံးနိုင်ကြီးပမာဏနေွားတယ်ပေါ့အဲ့ဒါကိုရှင်းပြတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ divergence ကိုရှင်းလင်းစွာရှာဖွေခြင်း divergence ဖြစ်တဲ့ဥစ္စာကကျတော့ဒီမှာအောက်မှာစာနေရေးထားရှိတယ်ပေါ့နော်ခက်ခဲတော့စီမင်းပေါင်းစီမင်းပေါင်းများစွာမလိုအပ်ပါတဲ့အမြင်အာရုံဖြင့်လွယ်တကူဆုံးဖြတ်ပါတယ်ဈေးကွက်ကန်တယ်ကတစ်ဖက်တို့ဥတီတွားနေပြီးအောက်ခြေရှိ MACD oscillator ကဆန့်ကျင်ဘက်အခြားဘက်တို့တွားနေပါက divergence ဖြစ်ပေါ်နေပြီဖြစ်တည်တဲ့ရင်းတည်တဲ့ဈေးကွက်လမ်းကြောင်းပြောင်းလဲတော့မြည်လက္ခဏာဖြစ်တယ်ပြောမယ်ဆိုလို့ရှိရင်ဒီအောက်ကဒီပြောဆို MACD ကကြတော့အောက်ဘက်ကိုပြရတယ်ပြောမယ်ဆို candlestick ကကြတော့အပေါ်ဘက်ကိုပြရတယ်ပေါ့နော်အပေါ်ဘက်ကိုပြရတယ်အဲ့လိုမျိုးဆန့်ကျင်ဘက်ဒီလိုမျိုးဆန့်ကျင်ဘက်ဖြစ်နေပြီဆိုရင်ဒါတေးကြတယ်ဒီကောင်ကပြောင်းတော့ပေါ့နော်ပြောင်းလဲတော့မှတော့ဈေးကွက်လမ်းကြောင်းပြောင်းလဲတော့မြည်လက္ခဏာဆိုပြောမယ်ဆိုရင်အပေါ်ကိုဒီပြောမယ်ဆိုဒါကအထွင်ပေါ့နော်အထွင်ကနေဒါ down ထင်းကိုပြန်ပြောင်းတော့မယ်လို့ပြောတော့ပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲကနူးအဆုံးရှုံးများကိုကုစားခြင်းနဲ့မိုင်းရောရောင်းဝယ်များကြုံလာပါကစိတ်တက်မကြပါနဲ့ဆုံးရှုံးမှုတိုင်းနေအဆုံးတက်မဟုတ်ပါတဲ့ twin wall နဲ့ read down အချိန်ကိုက်စနစ်များကိုအသုံးပြု၍မန်ကန်တော့တည်နေရမှာဒုတိယ entry များကိုထပ်မံဝင်ရောက်ပါတဲ့စနစ်ကြတော့ ghost reversion or origin ပြန်မြဈေးချခြင်းနဲ့ပြုလုပ်ခြင်းဖြင့်ကနူးအဆုံးရှုံးများကိုကာမိစေပြီးအမြတ်များဖြင့်ပြန်လဲပိတ်သိမ်းနိုင်ပြီဖြစ်သည်တဲ့ရှင်းပြောရင်ကျွန်တော်တို့ကတော့ဒါရှုံးတိုင်းလဲစိတ်တက်ကြစရာမလိုဘူးပေါ့ဗျာရှုံးတိုင်းလဲစိတ်တက်ကြစရာမလိုဘူးကျွန်တော်တို့ဒီ twin wall နဲ့ read down ကိုကြည့်ပြီးမှဒါချိန်ကိုက်တွေကိုဒီကောင်တွေကိုကြည့်ပြီးမှကျွန်တော်တို့ဒုတိယအချိန်ဒါ entry ဝင်လို့ရတယ်ဒါပြောမှဆိုစနစ်ကြအောင်ကျွန်တော်တို့တခြားကြည့်မှဟို entry ဝင်လို့ရှိရင်ဒါရှုံးဖို့ရာခိုင်နှုန်းနည်းတယ်ဆိုတဲ့အကြောင်းဒါဒီစာအုပ်ကနေမှလမ်းညွှန်ထားပေးခြင်းဖြစ်ပါတယ်ဒီစာအုပ်ကဒါကျွန်တော်တို့အတွက်ဟိုပြောမှဆိုရှုံးနေတဲ့သူတွေအတွက်စိတ်တက်ကြစရာမလိုဘူးကျွန်တော်တို့
ပြန်လဲကုစားလို့ရတယ်ဆိုတဲ့ဥစ္စာကိုသူကအားပေးတဲ့အနေနဲ့အားပေးတဲ့ပုံစံမျိုးကုစားလို့ရတဲ့ပုံစံမျိုးသူရေးထားပေးရပေါ့နော်โอเคဒီနေ့ကတော့လောက်ပါပဲကျွန်တော်အင်္ဂလိပ်ကတော့ broken အင်္ဂလိပ်ဖြစ်နေတဲ့အတွက်စကားကတော့အဲ့လောက်ကြီးတော့မရပါဘူးเนาะအဲ့တော့ကျွန်တော်အင်္ဂလိပ်ဖတ်တဲ့ခါကျရင်ထိတ်တာမျိုးတွေပါဖြစ်တယ်ပေါ့နော်အဲ့ဒါတွေနားလည်ပြီးကြပါကျေးဇူးတင်ပါတယ်ကျွန်တော်စာအုပ်တွေနောက်ကျရင်လည်းကျွန်တော်ဆက်မှတင်ဆက်ပေးတော့ပါမယ်အားလုံးကြမ်းမှချမ်းသာပြီးတော့ကျွန်တော်တို့လုပ်ငန်းတွေတူပွားရေးအောင်မြင်တဲ့သူတွေဖြစ်ကြပါစေခင်ဗျအားလုံးကိုထူးပဲကျေးဇူးတင်ပါတယ်